အားလုံးပဲမင်္ဂလာပါချိန်ကုကင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဒညင်တီရိုးရိုးရှင်းရှင်းပေါ့နော်ဒညင်တီကိုတုတ်စားမှဖြစ်တယ်ဘာမှတော့မခက်ခဲဘူးဒါပေမဲ့ဒညင်တီပြုတ်တဲ့အခါတော့အချိန်အများကြီးပေးပြီးတော့ဂယုဒီဇိုင်းနဲ့ပြုတ်ယူရပါတယ်ပေါ့နော်ဆိုတော့ဒညင်တီပြုတ်တာကတော့ဒီတမ်းမပြတော့ပါဘူးဒညင်တီကိုပြုတ်ပြီးပြီဆိုလို့ရှိရင်ရိုက်ပြားတော့ပေါ့နော်ရိုက်ပြားမယ်ဒညင်းတီးကိုပြုတ်တဲ့အခါမှာကျမကတော့ဒညင်းတီးပြုတ်တဲ့အခါမှာဒီဒညင်းတီးရဲ့မျက်နှာပြင်မှာအဖြူအကွက်လေးပေါ့နော်အဲ့ဒါလေးပျောက်တဲ့အထိပြုတ်တာပေါ့နော်တစ်ဆင့်ပြီးတစ်ဆင့်3ရေ4ရေလောက်ထိပြုတ်တယ်ပထမဆုံးအခွန်လေးကွာအောင်လုပ်ပြီးတော့မှအဲ့လိုမျိုးတစ်ဆင့်ပြီးတစ်ဆင့်နောက်ဆုံးမှာတော့စားထည့်ပြီးတော့ပြုတ်တာပေါ့နော်ရိုးရှင်းရှင်းပဲတုတ်စားမှာဖြစ်တဲ့အတွက်ကြက်သွန်နီပပလေးလီနဲ့ကျမကတော့ကြက်သွန်နီအလုံးနှလုံးတုံးထားပါတယ်ကြက်သွန်နီပပလေးပြီးတော့ရေနဲ့အရင်ဆေးမယ်ပေါ့ရေဆေးပြီးတော့မှပဲဒညင်းတီးရိုက်ပြားထားတဲ့နေရာမှာပေါ့နော်ကြက်သွန်နီကိုရေဆေးပြီးတော့တေချာလေးအရင်စစ်ပြီးတော့ထည့်မယ်မိတ်ဆွေတို့ပြောချင်တာကတော့ဒညင်းတီးကတော့မစားရင်ပိုကောင်းတော့ပေါ့နော်အရန်စားချင်တယ်ဆိုရင်တော့တေချာပြုတ်ပြီးတော့မှစားပြီးပါလို့စားပြီးပြီဆိုရင်လည်းဒညင်းတီးရဲ့အစိတ်တိတ်ပြီးခန္ဓာကိုယ်မထီရအောင်တံပရာရည်ကိုတံပရာဖြော်ရည်ပေါ့တခြားထည့်ပြီးတော့တံပရာဖြော်ရည်စားနေတဲ့ပြီးများမခွက်တစ်ခွက်လောက်အပြည့်တောက်ပြီးပါလို့ဒညင်းတီးစားပြီးတဲ့အခါဆိုရင်ပေါ့နော်ဆိုတော့တုပ်ပြီးကြက်သွန်နီထည့်မယ်စီထည့်မယ်ဒီညမှာစီကတော့ပဲစီရေပဲစီထည့်ရင်ပိုကောင်းတော့ဗောနော်ရှိရင်တော့ကျမကတော့ရိုးရိုးစီပဲထည့်တယ်ပြီးရင်ကြက်သားမုံနဲ့ထည့်မယ်ပြီးရင်စားထည့်မယ်မိတ်ဆွေတို့အနေနဲ့ကြက်သားမုံမကြိုက်ဘူးအချိုမုံပဲထည့်မယ်ဆိုရင်လည်းအချိုမုံထည့်လို့ရပါတယ်အချိုမုံမကြိုက်ဘူးဆိုရင်လည်းစားတစ်မျိုးထည့်နဲ့လည်းရပါတယ်ပြုတ်တဲ့အခါမှာလည်းစားနေငယ်ထည့်ပြုတ်ထားတဲ့အတွက်စားထည့်တဲ့အခါမှာစားကိုလျှော့ပြီးတော့ထဲပါဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်။ကဲဘာမှတော့မပါဘူးပေါ့နော်ဒီမှာမိတ်ဆွေတို့အနေနဲ့မြုပ်သီးစိမ်းကြရင်တော့မြုပ်သီးကိုပပလီထည့်နေရပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ကျွန်မကတော့မြုပ်သီးကိုအတောင်ပဲကြိုက်စားမှဖြစ်တဲ့အတွက်ဒီတိုင်းပဲနေလိုက်ပါတယ်။နေပြီးဆိုရင်အရတာပေါ်ငါမြည်ပြီးတော့သုံးဆောင်လို့ရတယ်ပေါ့နော်။မြန်မာမိတ်ဆွေတို့နဲ့ဒီတိုင်းထိုင်စားခြင်းလည်းရတယ်ထမင်းနဲ့စားခြင်းလည်းရပါတယ်လို့ကျမကတော့ဒညင်းတီကိုတခြားဟာနဲ့စားတာကိုမကြိုက်ပါဘူးဒီတိုင်းပဲရိုက်ပြပြီးတော့ဒီတိုင်းထိုင်တဲ့အဝစားတာကိုကြိုက်တာဖြစ်တဲ့အတွက်ဒါကတော့ကျမတုတ်စားတဲ့အယူရှင်ဆုံးတော့နီးဒညင်းတီတုတ်လေးဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်